တွေအားလုံးပဲမင်္ဂလာပါရှင် Century Entertainment Channel ရဲ့မြန်မာစကားကောင်းများကိုအပတ်စဉ်တင်ဆက်ပေးသွားမှာမို့နောက်တစ်ခါကြည့်ရှုနိုင်ဖို့ Subscribe button နဲ့ Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်Century Entertainment Channel ရဲ့ Subscribe button နဲ့ Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်ခဏဆော့နော်အခုမှမဟုတ်ပြေသွားတော့တယ်။ဦးရှိတော့တော်သေးတာပေါ့ ဘာဖြစ်လို့လဲကို ။ဘာဖြစ်ရမှာလဲ။သမီးចောင်းတို့အကြောင်းမှုမုံကျွေးဦးကဦးရှိလို့လေ။မေနဲ့လာဆိုသမီးဘိုင်းမောက်ဝင်နေရမှာ သူတို့တွေကအလုပ်လုပ်နေကြတာလေ ။အလုပ်လုပ်ကြရတာလေမိုးလင်းကနေမိုးချုံမိုးချုပ်ကနေမိုးလင်းနားကြတယ်ဟိုမရှိဘူး။လေဒါနဲ့မိမမယူနေဘူးနော် ဘာဖြစ်လို့လဲကိုကြီး ။ကိုကူအဖေမရှိမှဆိုလို့ကိုကူကြီးလာမှယူချင်တဲ့မိမကိုယူ ဟုတ်ပါပြီညာမယူလဲဆိုလဲမယူသေးဘူးအခုလောလောဆယ်လီလီအပြင်ခဏသွားလိုက်အောင်မယ် ။လေဘယ်သွားမလို့လဲ ထုံးစံတိုင်းလေလီချင်းတော့ခတ်လိုက်အောင်မယ်လေ ။ကိုကူလည်းလိုက်မယ်လေ မလိုက်ပါနဲ့ကိုကြီးရဲ့ကိုကြီးလိုက်ဟိုမှာပြင်းနေမှာပေါ့ကျောင်းကအိမ်သားတွေပါလာတယ်မလားအိမ်သားလုတ်ပြီးတော့ဂျန်နေနော် ။ဟုတ်ကဲ့။မိုးမချုပ်စင်နဲ့နော် ဟုတ်ပါပြီညာလီလီချင်းခဲ့ပြီးတာနဲ့ပြန်လာနေမယ်ဟောညစာစားဖို့အတွက်လေလီလီတစ်ခုဝယ်ခဲ့မယ်နော်ဟုတ်ပြီလား ။ဒါကြောင့်ဦးကိုချစ်တာ။သမီးကြိုက်ရလဲဝယ်ခဲ့အောင်နော် ဟုတ်ပါပြီဗျာဟုတ်ပါပြီဝယ်လာခဲ့မယ်နော်
င်းနိုင်ပြီဆိုတော့ဟောတော့ပြရလိုက်တယ်တော့ဟုတ်တယ် အရှင်လေးရောမင်းတို့ငါမတိုက်လို့လား ငါတို့ကမင်းစီကဒီနေ့တောက်ကောင်းလို့ပြောနေတာပါ တော့ပါတယ် ဒီနေ့တော့ငါမလိုက်နိုင်တော့ကွာအိမ်မှာဂူးလေးပြောတယ်ချာ အော်မင်းရတယ်ကွာပြဘေးတူမလေးရတယ်အရင်ကအိမ်မှာတယောက်သေးနေပြီးတော့အိမ်မှာအိမ်မော်လဲရှိတယ်ပြကွာဒါနဲ့ထူးဆန်းလုံနေတယ်ဟုတ်ပါ ရှင်လေးနဲ့ဒီနေ့ ဟုတ် အိမ်မှာဒီနေ့ဘာမှမချက်ဘူးငါဝယ်သွားမှာတို့ကလေးလေးပိုက်စာနေမှာဗော မင်းရတယ်ကွာအစာတွေကအဲ့လိုမှန်းသိရင်ငါတို့လည်းလိုက်ပြီးလက်ခုပ်တီးအားမပေးတော့ဘူးဟုတ်ပါဟုတ်ပါစီအား6တာလေးတွေကိုဘီယာလေးနဲ့ပြန်ဆွတ်လို့ရမလားဆိုပြီးလိုက်အားပေးလိုက်ရတာအဲ့လိုအစာတွေကတီးလို့ရှိရင်ငါတို့တော့ငါတို့မှတော့တောက်တာပေါ့ ဟုတ်ပါတယ်ကွာမင်းကလည်းငါတို့၃ယောက်များဖင်ချင်းပေါပြီးတိုင်ပင်လိုက်ရတာဘီယာလေးများတောက်ရမလား ဟုတ်လက်တွေတော့ညောင်းတယ်မင်းတို့เนี่ยစကားပါလဲကွာဟိုတယောက်ကဖင်ချင်းပေါက်တယ်တယောက်ကလက်တွေညောင်းတယ်ဆိုတော့မင်းတို့မရှင်းမလုံးနဲ့ ဟာဟဲ့ငါလက်ကုပ်ဒီလိုညောင်းတာတော့မင်းစားနေတယ်ဟာလေကတွေ့ဲအဲ့ဆိုရင်တော့ဒီကောင်လည်းမတိုက်ဘူးဆိုလည်းရရလေဟော3ယောက်ကိုကိုတတ်တော့သွားမယ်ကဲဒီနေ့တောက်တဲ့ကုန်ကြစိတ်အားလုံးကိုတော့ မင်းရှင်းပါလား ဟောက်ကြီးနဲ့ပေါက်လေးရှင်းလို့ပြောမလို့ပါကွာ သွားမယ် ဒီလိုထဲမှာသွားနဲ့ကိုကြီးပါချမယ် ဒီနေ့မှပေါင်းအများကြီးပဲဒီနေ့ချ ဂူးကလည်းလေးလေးလေးဒီမှာစော့လာပဲအကောင်လေးအများကြီးပဲဒီမှာထပ်ပြီးရောက်လာတယ် ကူလာခဲ့မယ်ကူလာခဲ့မယ်ဟာဒီနေ့ရောက်ဆုံးပြီကွာဒါလေးအောင်နိုင်အောင်လို့ လေးလေးကဂူးလုံးမစော့တယ်လားပြီးတော့အကောင်လေးကလည်းအများကြီးပဲထပ်ပြီးရောက်လာတယ် ဒီနေ့နေမမလဲအနာဘက်တော့ အာတော်ပြီလေးလေးပဲစီလေးညောင်းနေပြီ ဟာလေဒီနေ့ကကြောက်သွားတာ မကြောက်ပါဘူးမကြိုက်ရင်ဘူးကြောင်းတက်နေမလားဟုတ်ပြီနော်အမေကမတက်စမ်း အမေနိုင်အောင်တော့မှာနော် နိုင်အောင်စောပါမယ်ဗျာအခုတော့အဲ့တော့ ဒီနေ့မအိမ်သေးဘူးလား လေးလေးကဘူးရဲ့ပြင်ပြန်လာတော့တခါဖွင့်ရအောင်မယ် ဒါလည်းဒီနေ့ကြိုက်တော့ခဏ မလေးလုံကြီးတစ်ခွက်လာ မင်းလာနေတော့ကွာခရီးစဉ်ကွာအင်းလေးပင်းတရတောင်ကြီးကလော၄ညရင်9ရက်ခရီးကွာတယောက်မှတသိမ့်နဲ့ဈေးရင်ပြန်လိုက်တော့ကွာ ဟဲ့ဘာတန်းတာလဲဘုံကြောင့်တက်ရမယ့်ကိစ္စတွေထည့်ပြောဦးလေကွာ ဟေ့ရမင်းကတသိမ့်ပေးပြီးဖုန်းကြောင်းမတဲလို့မင်းကဘယ်ဟော်နေတဲကြအောင်ပြောတော့ ဟဲ့တခါတည်းကြိုပြောတာငါတို့ဘုံကြောင့်တော့မတင်းနိုင်ဘူးနော်ဟဲ့နော်အဲ့လိုမျိုးတဲရတာချင်းတူတူငါတို့ပကံမှာပဲသွားမယ်နော်မြန်မာမှရင်ပကံကိုရောက်ပြရတယ်ကွာ ပေါ့ကြီးဟာဘာကြီးပြောရလဲဗျာဂျာစီဥရုကပူသွားတယ်ကြားတယ်အပေါ်ဘူးအောက်ဘူးအဲ့လိုပူလာရင်တူတော့ဘီ့ဆိုတော့တော့ ဟဲ့ဘီပြီးအောင်ပြော ကန်းကြီးအဲ့မှာဆိုလို့ရှိရင်လက်စီစာကြီးကောင်မလေးတောင်ကြည့်လို့ရတယ်ဟုတ်ပါဟဲ့ပေါ့လေမင်းကအရေးအကြောင်းဆိုဒီတနာယူရဲ့ကိစ္စပဲပြောနေတော့တာပဲဟောရှုမဆိုင်ရတော့မပြောသမ်းပါနဲ့ဘာကြတရားလဲပွေလက်ဦးတူးလို့ရသဘောပေါက်လား နေကြပါဦးမင်းတို့ခီးစင်နေကြတော့ခီးတော့ကြောက် ဟုတ်တယ်ကွာငါတို့ကလည်းတနေ့နဲ့တနေ့တပိဆိုင်ထိုင်လိုက်ကိုဆိုင်ထိုင်လိုက်ဒီဆိုင်ထိုင်လိုက်နဲ့အချိန်နေဖြုံးနေတာနဲ့အားလည်းမထူးဘူးဆိုပြီးတော့စုပြီးတော့ဖျားဘူးသွားကြမလားလို့တိုင်ပင်နေတာကွာဟုတ်ဒါနဲ့မင်းရောလိုက်မှာ အားတော့အဲ့ခီးစင်တိတ်တယ်စွန့်စားမယ်ခီးမျိုး ဘလို့ဆွန်သားလည်းခီးရမယ် နည်းနည်းပါးပါစွန့်စားမယ်ခီးချင်ဥပမာကွာတောတောင်ကြီးတွေတဘာဘာလောက်စွန့်စားစားရှာပွေရမယ်ပျော်ပွဲစားခီးချင်ကြီး ဟဲ့မင်းကပျော်ပဲမစားပဲကြားတဲ့စင်တွေစားခံနေအောင် ဟုတ်တယ်ရောငါတို့လူရိုင်းနေသားမခံနိုင်ဘူးရှာဘာကြီးရှုပ်ပြောတယ်ဘုန်းတွေရှုံမပြောသားမှာလေငါတို့စီမှာကြားရစင်နေရှိတာအမှန်အဲ့လိုလူရိုင်းမရှိဘူးကွာကြောက်တယ်ဘယ်တော့ခီးဆွားတာပါတော့ လောလောဆယ်တော့ပြီးသွားဖို့တတ်မှတ်အဲ့ဒါနဲ့ငါရှင်မင်းကိုသွားကြည့်ပါဦးအချိန်မရှိတော့ဘူးငါလစ်ပြီးဘယ်လိုလဲကိုရှင်းလိုက်တော့ ဟာဩလုံနေရဟမ်လုံပါ ကိုလေဒီနေ့ရမင်းကိုလာကြည့်တာနောက်ကြရင် ကိုပေါ်နေမသိတယ်မှာထိုင်တတိယလို့ထားထွက်လာတာကားကတတိယလို့ထွက်သွားအခုတော့မှတိုက်စီငါပြီးထွက်လာတာ ဘာဒီနေ့အဲ့လက်ကပြောနေလို့ ဩဘာမှတော့မဟုတ်ပါဘူးခီးသွားမယ့်ကိစ္စလေး ခီးသွားမလို့ဘယ်ဟုတ်သွားမလဲရမင်းမခေါ်ဘူးလား ခေါ်မှာပေါ့ဘယ်လိုသွားမလဲဆိုတာတော့ဆုံးမချစ်တော့မချဘူး အဲ့ဆိုလို့ရှိရင်ဖျောက်သွားမယ်လေကြိုက်ကြည့်လို့ပြရဘူးဒါမှမဟုတ်ဘယ်ဖျောက်သွားကြလဲ
ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကိုကအဲ့လိုခီမျိုးစိတ်ဝင်လာအောင်စွန့်စွန့်စားစားသွားတဲ့ခီမျိုးပို့ပြီးတော့စိတ်ဝင်လာတာ စွန့်စွန့်စားဘယ်လိုစွန့်စွန့်စားခင်းလဲ တောတဲ့တောင်ထဲမှာစွန့်စွန့်စားစားသွားတဲ့ခီမျိုးပေါ့ ကိုလင်းကြံမစိုးပါဘူးရမင်းလည်းအဲ့လိုခင်းမျိုးကြိုက်တယ်အဲ့ဆိုရမင်းတင်တဲ့သွားကြမယ်လေဒါမဲ့ရမင်းမပါဘဲတော့သွားအောင်နော် ခေါ်မှာပေါ့ကိုသွားမဲ့ခီရလေရှမင်းတင်တဲ့ပိတ်တာနဲ့ကော်တီလောက်ကြမယ် အဲ့ဆိုရင်ရမင်းတင်တဲ့သွားကြမယ်လေ ငါတို့တင်မောတိရောက်တော့ဆိုင်ကောင်းမလားရောက်တော့ဆက်မယ်ဒါနဲ့နင့်လူရောငါလူဘယ်လိုတော့နေရလဲကိုလင်းတို့ကိုပြောရတယ် တူလားမလာပါဘူးငါတွဲရက်နေဆိုချင်းခတ်တယ်ဗျာ လေးလာထားရပေါ့ ဒါဘောဟာအော်ဒါနဲ့လေငါတို့တင်တာပြလို့ရှိရင်ခီးတစ်ခုတက်လို့ရှိရင်နေလိုက်ပါ ငါကြီးစင်မို့လို့လဲဟာ တိတိကျကျတော့မသိသေးပါဘူးဟာဒါပေမဲ့စုံထားတဲ့ခီးတစ်ခုလို့ဖြစ်ပါ ဟိုတော့ကငါအမရေမွန်ကြီးနဲ့သွားတော့ရတယ်ဒီတကွန်းတက်တစ်ခုတွေ့ခဲ့တယ်လို့ပြောတယ်အဲ့ကောင်ဝင်ချင်းကအရန်တာယာရီလို့ပြောရပဲ ဒီမှာအဲ့ခီးကိုဘလို့သိရလဲ ဟောငါအမရေဖျားပူသွားရင်လည်းအဲ့ရဒေတာကန်တွေကပြောရပဲသူတို့ပြောရတော့အဲ့ခကြီးကခက်ခဲတယ်လို့ပြောရပဲ ငါတို့သွားမဲ့ခီးရလဲအဲ့ခီးတစ်ခုများတယ်နေလိုက်မယ်မလား လိုက်မှာပေါ့ဟာစုံစားကြီးတရားလုံးသွားမှာပေါ့လိုက်ရမှာပေါ့အခုတင်မောကြီးတောင်းမို့နေမဲရှိမှာမလား အမလေးမိမ့်မရဲ့ငါရှင်းပါမယ်နော်အခုစော့လာကိုလည်းပြအောင်စော့နော် ကိုလင်းရမင်းခီးစဉ်တစ်ခုကြောင့်ပြောချင်ရှိတယ်မနေ့ကလေရွှေစင်နဲ့တင်တဲ့မှာချင်းစော့နေနေရေတကုံအစ်တစ်ခုပုံနေကြောင့်ပြောပြတယ်အဲ့ရေတကုံအရန်လာတာပဲတဲ့အဲ့ရေတကုံကြောင့်ရမင်းကြောင့်လက်ကြနေအရန်သွားချင်လို့ကိုလင်းကိုသွားချင်မလား အဲ့ဒီမှာရေတခုပြင်ပါရောက်ရှိသေးတယ် ရေတကုံဆိုမှတော့ဟိုတောတောင်တဘာဝလာရှိတာပေါ့တေချာတူကတော့ကိုလင်းအရန်သွားချင်နေတဲ့စုံနှစရာခင်းကြီးဖြစ်မှာတေချာတယ် အဲ့လိုသွားဖို့ရောရှမင်းရောလမ်းကြောင်းကိုသိဘူးလား ဘယ်လိုသွားရမယ်ဆိုတော့ရမင်းစုံစမ်းနိုင်မယ်လေကိုလင်းပါတာမကောင်းဘူးတေချာပြောတာသွားကန်ဒီမှာကြကြီးကြောင်ကြနေတယ် ဟာဟိုကောင်တွေတော့စိတ်မပူပါနဲ့ကိုလင်းပြောရင်တခုံးပဲ အဲ့ဆိုလည်းပြီးတာပဲအော်ကိုလင်းမနေ့ကညရင်ရမင်းကိုတင်းနှငါကြုံမလာရင် လာချူမယ်လေ ပြီးရောအဲ့ဆိုလို့ရှိရင်တင်းနှကြမှာအေးဆေးပြောမယ်လေ တတာ တတာ လေလေကြီးစားတဲ့စကားပြော ဘူးနဲ့မှမပြောပါဘူးကူလေးရေတငယ်ချင်းနဲ့စကားပြောနေတာပါ အဲ့ပြောနေရတယ် တင်တန်းပိတ်ရမှာခီးသွားဖို့ ဒါတော့မို့လေ ရေတကုံလေ ဒီတကောင်ဒါဆိုဂုံလေးလိုက်မယ် မလိုက်ပါနဲ့ကူလေးတိုးလေးတောင်းနေသွားမှာကူလေးပြင်မှာပေါ့ ရတယ်ဘယ်လောက်ပဲပြန်လိုက်မယ်ဘူးမပိုင်ဦးလည်းမသွား အဲ့လိုလုပ်လို့မရဘူးလေဒီလေးကတငယ်ချင်းတို့ပြောပြီးသွားပြီလိုက်မအောင်ဖြစ်မှာတခုတော့ရှိတယ်ဖေဖေမေမေခွင့်ပြုချက်ရရင်တော့လိုက်ခဲ့ဟောចောင်းဖွင့်ရတဲ့ကြုံရင်တော့လိုက်လို့မရအောင်နော်ចောင်းဖွင့်ရတဲ့ကြုံမှလိုက်လို့ရမှာနော် ဒါကြောင့်ကိုရချစ်တာ ကဲကဲဒီလိုချွေးနေလားတွန်းတော့ဆမ်းမလားလာ ကဲငါတို့ရဲ့လမ်းကြောင်းလည်းလို့အားလုံးသိပြီနော်ငါဦးလေးစီရတော့ငါကန်းလာတာလေစီရောနိုးထည့်ပြရမယ် စီထဲတာတော့ဟုတ်ပါဗျာစားဖို့တောက်ဖို့ကြတော့ဘယ်လိုစီစဉ်ကြမလဲဟိုတော်တော့မှာဘာဆိုင်မှတော့ရှိမှာမဟုတ်ဘူးနော် ဟာနင်းကလည်းတားဘူးငါ့မှုယူသွားမှာပေါ့ဒါပေမဲ့နင်တို့ရောစားမကြည့်ဖို့လိုရလေ ဟ
ဟဲ့အောင်ရေမသွားခင်တဲ့ငတ်ပေါက်နဲ့တွေးတော့မှနဲ့တူတယ်ဒါနဲ့ငါတို့အဲ့ဒီမှာတော့ညအိပ်အောင်ပါ အဲ့ဒါတော့ပဲသိတယ်အဲ့ရှင်အိမ်မှာကွာ ဒါဆိုရင်တော့စောင်းနေခေါင်းနေချင်းအောင်နေယူမဖြစ်တော့မယ် ရှင်တို့ရတယ်အာရောကြားလေးဖြစ်ပြီးစီစားကြောင်းလိုက်တာမိဖို့ပို့ပြီးဆုံချုံအိပ်ပေါ်ဟာ ငါတော့ကားထဲမှာအိပ်မယ် အမလီချစ်ထုတ်အဲ့ဒီကားမြောက်စိတ်ကူးရင်နေနဲ့ ဂျာရစ်လောက်ပါဟာနေရလဲ ညီမကားရွာထဲမှာထားခဲ့ရမှာဆိုတော့ငါတို့သွားမယ့်နေရာတေးကြသွားပြီဖုံးလိုက်မိမှာမဟုတ်သေးလား ဒါဆိုရင်တော့ဓမီတို့ချင်မကြိုက်တဲ့စေလို့ယူတာဖြစ်မယ်အပြီးတော့လိုရမယ်ကလီသနက်တက်လက်ပါထဲနိုင်ကောင်းတယ်အဲ့ဒါကောင်း မလိုပါဘူးလေငါတို့ရပြောဝဲစားသွားလို့စားအောင်အမှုတော်များချင်တယ် ဘာလိုက်ထားလိုက်တော့ဟဲ့လေတော့ငါတို့ကမင်းအိမ်လာပြီးတိုင်မနေတာနော်ဗါလေမင်းကငင်းညက်သားကောင်းနေတာဘာမှပြောစရာမရှိဘူး မင်းတို့မပြင်ဆင်ခင်တည်းကငါနှစ်ယောက်စာပြင်ထားပြီးပါပြီ ဘာ ကိုလေမင်းရောက်စားတော့မင်းရောက်စားဆိုတော့ဘယ်သူလိုက်မှမလို့လဲ ကူကူလေး ခလေးကတိုးတဲ့တောင်တွေလိုက်လို့ဖြစ်ပါမလားကိုလေ ဖြစ်ပါတယ်ဟိုမှာမလိုက်ရတော့မှကြီးနေတာပြီးတော့သူ့အဖေမရလည်းနိုင်ငံခြားခီးစဉ်သွားမှလေသူ့ဒီမှာတယောက်တည်းထားခဲ့လို့မဖြစ်ဘူးခေါ်သွားမှာ ကောင်းပါရဲ့ဟာခေါ်ခဲ့ပေါ့ကလေးကတော့လည်းငါတို့အဖွဲ့ပိုးပျော်စရာကောင်းတာပေါ့ဟာ ကြာဟေးဘသူပါပါမပါပါဟာဒီမှာရှိတယ်ဒီခီးစဉ်ကိုနင်းပါတယ်ဆိုတဲ့ဟာငါအတွက်တော့လေရှင်ခုံစရာခီးစဉ်ကိုတတ်မှတ်ထားတာဟာ ဂျိုင်းမြေကြီးရလုံးမယ်လို့မကြံနဲ့နော်တို့ကရေတကုံပေါ်ကနေပြီးတော့ကန်ချလိုက်မှာ ကန်ချစမ်းပါရှိစဉ်ဟာကန်ချစမ်းပါဒီမှာနင်းသာကန်ချလို့ရတော့လေငါရေတကွန်ပေါ်ကနေပြီးဒိုင်မင်ထိုးချပြီးတော့ရေထဲမှာလှလှပပလေးတေးရအောင်မှာ အေးငါတို့တွေရတယ်လေမင်းရေထဲမှာကနန်းလို့လှလှပပကြီးသေးတာကိုထိုင်ကြည့်နေဦးမှာထိုင်ကြည့်နေဦးမှာ ဂျာကြီးမင်းရင်နစ်လို့ရတော့နော်ငါတို့ဝင်ပြီးတော့ကူညီမယ်မင်းမထင်နဲ့မင်းတို့အောက်ကလည်းငုတ်ပါထောင်ထားပေးပါ အေးရှည်ရှည်နဲ့ချုံချုံလေးရှည်ရှည်နဲ့ချုံချုံလေး မြစ်တာထားကြတယ်ဟမ်မြစ်တာထားကြတယ်ဟဲ့လားတော်တော်ကျင်တာထားကြတယ်ဟဲ့လားငါကြတော့ကနန်းလို့သေးတာကြည့်မဲ့ကောင်းနဲ့ငုတ်ထောင်ပေးမဲ့ကောင်းနဲ့ဟမ်ဟုတ်ပါရဲ့သူများကြအကြည့်ဆိုင်ကြမင်းတို့အားကြောင့်ဘာမှမပြောမှလား
အရင်မဲလာပဲ ဟုတ်ပါလေဟိုတောတောင်တဘာဝလှတယ်ဆိုပြီးလေခွင့်ရရှိစင်လေးကလည်းလှပါနော် နောက်ကောင်ကလာရဲဆိုတော့အစောကြီးကတင်ကြပါဒါလည်းနင်းခုမှတူပါ ဟိုအဲ့လိုတော့မဟုတ်ပါဘူးဟုတ်ရှိစေခုမှကြည့်တာဟိုတောပန်းလေးတွေပွင့်နေတာလား နင်းကလေတောပန်းပဲဖြစ်ဖြစ်မြို့ပန်းပဲဖြစ်ဖြစ်ပန်းဆိုတာချိန်တန်ပွင့်ကြတာပဲလေ ဟိုရွှေစင်ရကောဟိုကိုတီးချိန်တန်လို့တီးပွင့်ချိန်တန်လို့ပွင့်ပြီလို့မထင်သေးဘူးလား ငါဘာလို့တီးပြီးဘာလို့ပွင့်ရမလဲ ဟောဒီလိုလေဟာဟို ဘာဖြစ်နေနေတာလဲလုံစားပါဦးဟာငါတို့ဒီမှာရဲတဲ့မျိုးမရှိလို့ခုလာခဲ့ဂျိုင်းမင်းလားကွာအထက်ရလူမဆောက်ဘူးမင်းရဲ့ရေကုန်လေးတိုင်းမှာရေစိန်နဲ့တော့ဘလို့ပြီးရှိဟာမင်းတို့လည်းကွာဟိုငါမတောက်သေးဘူးကွာစောသေးလို့ ဟာရောမင်းကပြေးမယ် ဟာဘာတိုင်းလို့လုံးကွာ ဟာမကြောက်ဘူးလားဒီချောက်ပါရှိတယ်လေစောသေးတယ်တို့နောက်ကြတယ်တို့မင်းကစောသေးတယ်မတောက်သေးဘူးဆိုတော့မပြေးပါဘူးကွာကြောက်ဟေးလာကွာမင်းရလေတော့စသာလူမင်းနာမတော်မစားလူမနော်တဲ့အေးနောက်ကြတဲ့ခြေတော့တက်ပါတော့အမြင်မရှိအပူတယ်အကြည့်မရှိရွာထူတယ်တဲ့ဒီမှာလားမင်းလားမင်းကတော့မဖြစ်ချင်မြန်လားဒီမလားငါတို့လည်းဆွဲကောပါ မလာဘူးကွာဟိုငါလက်ကြည့်ဒီ တဲ့လုံးဘာလုံးမမလုပ်ပဲတောက်တာနဲ့စားတာနဲ့သူပဲလုံးခဲ့တဲ့ကောင်ကလေအခုဒီတော်ဤတော်ရေးရောက်ကမှအလုံးရှိသေးတယ်ရှာလို့ပါကောင်းကြသေးတယ်လားမိုးရွာဦးမသိဘူး အဲ့ဒါလာပြီကွာ ဒီဟာဟိုငါတို့เนี่ยကမယ်ကွာမင်းတို့တချင်းမျိုးလေးတီးပဲမနဲ့လေဆေးလားโอเคကဲကမယ်ဟေးဟေးဒမ်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 you make us so shout out no longer where na shi de ma Come in! Come in! Bảo chi bảo lệ! Đi vào cùi đã làm gì? Còn cho cái thảo lệ đi. Xin đi bảo.
我就抢了一个哇！ ကြာပေါ့ကြီးခုတွေ့နေတာ 啊，看那种俺说你姑娘一抽那种，民主嘛一个早点对呀，别管。 ကိုလေလွတ်နေလားစပီစ အခါနေပါဦးဒီမှာကူကူပြောက်လို့ ကူပြောင်းနေလို့ 哎，哪里的？ ကူပြောင်းလို့လေ 啊？ ဟောဒီကူကူတွေ့နေတာ 姑姑，啊姑说那呗，俺说你姑娘呢一少年的，好的。 မဟုတ်လေတခါခေါ်ခဲ့တာမဟုတ်ဘူး ဟုတ်သားပဲကွာမင်းတို့နဲ့ကလည်းခလေးတစ်ခါခေါ်ရလို့ဘာပြောမှာလဲ မင်းတို့ကလည်းကွာငါတို့ညီကိုညကိုရေစော့နေတာဒီဘက်မှာကလေးဟိုမှာရေစော့နေတာလေအများနဲ့မင်းတို့နဲ့အတူတူရှိနေတော့မင်းတို့ခေါ်လာပြီးထင်တာဟောကွာအေးလေ အဲ့ဆိုရင်ကလေးကတော့လည်းမှတော်တော်ညှစီပြန်နေမှာပေါ့ ကဲနေရမအောင်ကွာကဲငါအားလုံးခလေးကိုတွားချကြမယ်လား 姑姑耶，姑姑，哦，姑爷，姑，啊，ဒီကလေးတော့ဒုက္ခပါပဲကွာ ဘူးရေ 姑， 姑爷，姑爷，你说吧，哇，都这么姑姑，早一早就好了的，姑爷。 ဘူးရေ 姑姑耶，姑姑， 姑爷，姑爷。 姑姑耶，姑姑， 靠，我这边的我的哇！ 姑姑， အားကြောင့်မပြောတာဗောကိုလေးကိုမခေါ်ခဲ့ပါနဲ့လို့ ကိုလည်းအဲ့လိုဖြစ်မယ်မထင်ဘူးလေ ကြောက်ပါတော့ကွာမင်းတို့နဲ့ကအဲ့လိုစကားများနေတော့ကြခလေးဒုက္ခရောက်နေပြီ 这些东西都太吓人了，来。 姑
ဦးလေးဘာဖြစ်တာလဲဟောဦးလေး你丢人的时候，你们有什么的非常？哟，不能骂你吧？第一个呢，我拿这两钱没有钱，妈妈挺多的，那个，嘟嘟啊。今天我没来过。过来，过来，对吧你？哎呀，你说他妈刘总的戏，姑娘都看要的嘛呗。啊，但是我明天下班要我管。啊，没人来管，可你也不会记查的。我不问你。ဒီကလေးကိုအရင်တွေးလို့ဖမ်းတာလားသူတို့ဖွဲ့နေတယ်ခုမှစုံတာ ဒီကလေးကမင်းတို့ကလေးလား ဟုတ်ပါတယ်အဲ့ဒီကလေးကကျွန်တော်တူမှာပါ ဆရာဦးပဲလည်းအလောင်းတွေးခဲ့တယ် အဲ့ဒါကမြေပုံရောတွေ့နေတာ ဘာတစ်ခုမှမတွေ့ဘူးမမ မင်းတို့ခုလမ်းမှာတေသွားတဲ့လူနဲ့တွေ့သေးလား တွေ့ခဲ့ပါတော့ဗျာ။ဘာလျှောက်ပြောနေမတွေ့ပါဘူး။ဟုတ်ပါလေ။ညမဘယ်လိုမတွေ့ဘူး။ဟုတ်တယ်ကြောက်ကြည့်ကျွန်တော်ကြောက်ပြီးပြောလိုက်ပြီ မင်းတို့ငါမရှုပ်သူတို့ဖက်ရှာတယ် ။တက်ပြောလိုက် အားမတွေ့ သူတို့ဥပန်းလိုင်းနဲ့မတွေ့ခဲ့ဘူးဆိုတာငါမရှုပ်သူတို့ထဲကတယောက်ယောက်စီမှာမြေပုံရှိကိုရှိရမယ်သူတို့တစ်ဖွဲ့လုံးကိုစခန်းခေါ်ခဲ့ ရတယ်ဘလို့အားလုံးကိုခေါ်တယ်ဟောရလား မ
င်းတို့လွတ်မယ်ထင်ပြေးကြည့်လိုက်ငါခွင့်ပြုပဲကြောင့်မို့နောက်တစ်ခါအဲ့လိုရောရောက်လောက်တော့အားလုံးပြတ်တက်ပလိုက်ဟေးအဲ့ဒီကောင်တော့ခေါ်ခဲ့ပြီးခရီးစားတယ်ဖမ်းချုပ်ထားလိုက်ကိုတရားအဲ့ကလေးလေးရဲ့ဦးလေးဆိုရဲတရားရှင်းတယ်ဘယ်လိုလဲကျုံနေတယ်တော့ရှင်းနေကြမှာစကားပြောကြရှင်နားနေကဲရတယ်ကျန်တဲ့လူတွေအားလုံးခေါ်သွားပြီ我加了我。哇！看看，上到龙门呢。ကြောင့်မို့ရှင်မတို့နောက်လိုက်တော့တရားမှမလွတ်စေနဲ့လုံစုံရေးကိုအရင်အထက်ပို့ပြီးရှင်ကြီးဆိုင်ပါစိတ်ချပါကျုပ်တောင်ကျုပ်ကျေးစရာဒီမလင်းထွက်ငါတို့ကနေတော့ထင်တယ်လို့စိုးသွမ်းနေတဲ့လူတွေမဟုတ်အေးဒါမဲ့ငါတို့လိုချင်တာတော့ရအောင်ယူတတ်တယ်အဲ့မြေပုံတစ်ချက်ငါတို့ဘဝအတွက်တိတ်ကိုအရေးကြီးအဲ့မြေပုံကရတနာတွေကိုညွန်ပြအဲ့ရတနာတွေလိုချင်လို့လဲငါတို့ဒီတော့ဒီတောင်နေအခုလိုရှောင်းပြအဲ့တော့မိမောင်ရှိနေမျိုးကိုအခုချက်ချင်းထုတ်ပေးလိုက်တယ်ငါဒါပဲပြောမယ်ခင်ဗျားပြောတဲ့မြေကျုံတယ်မင်းကတော့လိမ့်နေရပဲမင်းကတော့မလိမ့်ပါနဲ့မင်းလမ်းမှာဥပန်းလှိုင်တွေ့ခဲ့တယ်မလားမင်းကရန်သူဖြစ်ချင်အေးအဲ့လိုရန်သူဖြစ်ချင်လို့လေအခုလိုမျိုးမင်းကိုအသာကြီးနဲ့ခေါ်မေးနေရတာခင်ဗျားပြောတဲ့လူကျုံမတွေ့ခဲ့ဘူးလို့မပြောကျုပ်တွေ့ခဲ့တဲ့ချိန်မှာအဲ့လိုတည်နေပြီဒီမှာမင်းကငါမရက်ဆက်ချင်ဘူးမင်းငါ့ကိုအမှန်တိုင်းပြောပါမင်းအဲ့လိုမျိုးဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့ငါတခြားနည်းကိုသုံးပါလိမ့်မယ်ခင်ဗျားကျုပ်ကိုဘယ်လိုပဲချင်းချောင်းအဲ့ဒီမြေကိုကျုပ်လက်ထက်မှာမရှိဘူးခင်ဗျားကျုပ်ကဘယ်လိုပြရမှာလဲမင်းကမကြောက်တတ်ဘူးမင်းမကြောက်တတ်ရင်လေမင်းတငယ်ချင်းတွေမှာကြောက်တတ်တဲ့လူတော့ပါမှာခင်ဗျားကျုပ်တငယ်ချင်းတွေကိုတစ်ခုခုလုပ်ဖို့တော့မကြိုးစားဘူးဒါဆိုရင်ရှင်းရှင်းလေးပဲလေမင်းအဲ့မြေပုံငါအခုချက်ချင်းထုတ်ပေးလိုက်ပြီပေးလိုက်ပြီ
ထားပြီးစဉ်းစားလိုက်ပါမင်းဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့မင်းတငယ်ချင်းတွေတယောက်ပြီးတယောက်တေသွားလိုက်မယ်နောက်ဆုံးကြမင်းအလဲပဲ ရလေတော့မင်းဟိုမိမပါခေါ်မေးတာ ဒီပုံတောင်းနေတာ နေပါအောင်နေပါအောင်မင်းစီမှာမဟုတ်လား ဟုတ်တယ်ဒါပေမဲ့ငါမပြီးခဲ့ဘူး အဲ့ဒီပုံနဲ့မပေးနှုတ်ဟိုမိမတက်လိုက်မယ်နော် အဲ့ဒါတော့အသေးချပဲအဲ့ဒီမြေပုံမပြီးငါတို့အားလုံးတက်လိမ့်မယ် ဟာဟိယအဲ့လိုတော့ဖြစ်မခံနိုင်ဘူးဘယ်လိုလုပ်ချင်လဲလုပ်လို့မရဘူးလေ ကိုလေးကိုရမင်းလုံးဝနားမလဲတော့အဲ့ဒီမြေပုံပြန်မပေးဘဲနဲ့ရမင်းတို့အားလုံးအသက်ခံခိုင်းလို့လားဟုတ်လား ဒီလူတို့တွေကကိုကူတို့မြေပုံပြန်မပေးကိုကူတို့အသက်မှာလာရင်ကိုကူကြောက်တယ် အားလုံးအသက်မခံအောင်ဒီတောင်းလို့နော် မင်းကငါတို့အားလုံးဘယ်လိုတောင်းလိုက်လဲမင်းကွာအစရဲဒီမီပုံပေးလိုက်ဒီလိုပြဿနာတွေဖြစ်လာစရာအကြောင်းမရှိဘူးကွာမင်းမသိပဲမင်းရှောက်ပြောမနေနဲ့ငါတို့မြေပုံပေးလိုက်ဒီကောင်နဲ့ငါတို့တတ်မှာမယ်မသိလား ရမင်းကြံတစ်ခုရတယ်မြေပုံပြန်မပေးနဲ့အောင်ဒီနာရီအထူးထူးရှာမယ်လို့ပြောလိုက်အဲ့ဒါမှအဲ့ဒီနာရီလူပြင်မရှိရမင်းတို့သူကဘာမှလုပ်လို့မရမှာ ပြမင်းတို့ရမင်းကြံမိုက်တယ်ကွာမင်းအရင်ပြောကြည့်ပါ အေးလေအဲ့လိုဆိုရင်ငါအဲ့ဒီလိုပြောကြည့်လိုက်တယ် ဘာကိစ္စလဲကြောင့်မို့ ဘုံကောင်းမေးရပါထူတယ် ဘာမှမထူးသူ့လက်ထဲမှာလည်းမြေပုံမရှိဘူးတဲ့ ခင်ဗျာပြောညံ့ညံ့မေးနေလို့မပါဘူး ရှင်ဘာစကားပြောလိုက်တာ ဟာဟုတ်ပါဘူးအနူနီးမှမရရင်အချမ်းနီးလေးသုံးပါလားပြောတာ အဲ့ဒါကျမကိစ္စပါရှင်ကျမကိုဆရာမလုပ်ပါနဲ့ကျမသိတယ် ဆရာကြီးလောက်တာမဟုတ်ပါဘူးဒီမြေပုံရမှာကျုပ်တို့အကြံစီအောင်မြင်မယ်ဆိုတာခင်ဗျာကိုပြောနေတာ ဒီမြေပုံကကျမရဲ့ရှင်မှန်းချက်ရှင်ရင်မှန်းချက်မဟုတ်ရှင်ကိုကျမပတ်စံပေးပြီးမှားထားတာ ဒီမှာခင်ဗျားကကျုပ်ကိုကျေးစားတစ်ယောက်လို့သတ်မှတ်ထားတယ်ကျုပ်ကခင်ဗျားကိုစီးပွားဘက်တစ်ယောက်လို့သတ်မှတ်ပြီးတော့ပြောနေတာပါအဲ့မြေပုံကျုပ်တောင်းပြရ ကျေးဇူးတင်ပါတယ်ကျမအလုပ်ကျမလုပ်မယ်ရှင်အလုပ်ကကျမကိုရတနာရတဲ့အထိကျမနားမှာအန်ဒီရဲ့ကင်းစွာနဲ့စောင့်ရှောက်ပြီးဖို့ပဲအဲ့ထက်ရှင်စင်တက်မလား ကောင်းပြီလေခမည်းထားတဲ့အစင်တိုင်းကြုံနေပါဒါပေမဲ့ခမည်းသိတာဟုတ်ပါကျုပ်ကတာမန်ကျေးစားတစ်ယောက်ပေါ့အချိန်အကန့်အသတ်တစ်ခုပဲအဖြေတစ်ခုတော့လိုချင်တယ် စိတ်ချပါရှင်မနဲ့နာစီတာ ကျုပ်ကလည်းခမည်းနစ်နာပါဆိုလို့ပြောနေတာမင်းတငယ်ချင်းတွေရဲ့အသက်ကိုမစတေးရဲဘူးဆိုတော့ငါသိတယ်အဲ့တော့ဗမလဲမြေပုံ မင်းလို့ချင်တယ်ဒါမဲ့ခမည်းလက်ထဲကိုတော့အခုကျုပ်မထည့်ပေးနိုင်ဘူး
ဘာဖြစ်လို့လဲ ဒီမိမမှာပါတဲ့ယတနာတွေကိုခင်ဗျားနဲ့တူရှာကြည့်တယ် ဘာလဲမင်းဘက်ကပူးပေါင်းခြင်းနဲ့ဆိုတဲ့သဘောလားအဲ့တော့မင်းတို့ဝေစုအောင်ဘာဖြစ်လို့လဲ ကျွန်တော်လိုချင်တာယတနာတွေရတဲ့အထိကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေရဲ့အသက်ခင်ဗျားတောင်းဝင်ရှိဖို့ပဲ လင်းထွေရဲ့မင်းတို့လေဟာအရင်သဘောကျပါလေတိလားမင်းနဲ့ငါနဲ့ကရန်သူတွေမှမဟုတ်တာကန်တရားတစ်ခုရဲ့တိုက်ဆိုင်မှုကြောင့်အခုဆိုရင်လေရီမန်းညက်တစ်ခုအတွက်နဲ့ခရီးတူတူဆက်ရမယ်သူတွေတောင်ဖြစ်နေပြီလင်းထွေရဲ့စိတ်ချပါမင်းနဲ့မင်းတငယ်ချင်းတွေရဲ့အသက်တို့နဲ့ပတ်သက်ရင်မဲ့တစ်ပေါက်မစွန်းစီရပါဘူး နေအောင်ကျွန်တော်ပြောစရာကြံသေးတယ် ဘာပြောမလို့လဲ ယတနာတွေရပြီးသွားရင်ခင်ဗျားနဲ့ကျွန်တော်နဲ့အန်ဒီရဲ့ကင်းကင်းနဲ့လမ်းခေါ်ခြင်းတယ် ဒီတော့ရဲ့ခုချိန်မှာလမ်းခွင့်စကားပြောတာဆုံးလုံးပါပြီကဲမင်းလာတဲ့မှာအဲ့ညီပုံရှိနေတော့တို့တွေဒီလိုပြီးဆက်ရအောင်နော်မင်းတကယ်ကြီးတွေလည်းတော့ပြောလာရင်ပြီးဆက်ရအောင် ကောင်းပြီ ရှမင်းတို့ ရေသွားခတ်ကြတယ်ကွာမင်းလည်းငါတို့နားမှာနေတယ်မရှိဘူးနော်အချင်းလုံးဝင်မှနားမှာကြီး ဘာလဲရမင်းနဲ့ဘီရင်မနဲ့ညှိနေကြပြီ အဲ့လိုလည်းမဟုတ်ပါဘူးမင်းတို့ကလည်းဘာလို့ရှောက်ပြောနေကြတာ ဒီတော့မင်းနဲ့ဘီရင်မနဲ့မညှိတွေ့ဘူးဆိုရင်ခက်ခဲခဲနေကွာငါတို့တွေကဟိုကောင်တွေနောက်ကိုမလွဲလာဆိုတော့ငါတို့လိုက်နေရတာငါတို့ဘယ်ချိန်ဒုက္ခပေးမယ်ဆိုတော့ငါတို့ရေသမမနဲ့နေနေတာ အဲ့ဒါငါနားလဲပါတယ်ငါလည်းအချိန်ကြီးအရကြည့်ပြီးတော့သူ့ကိုအလိုက်တိုင်းဆက်ဆံနေရတာ မင်းဘက်ကလိုက်တိုက်ဆက်ဆံနေဆိုပေမဲ့ရမင်းအတွက်တော့မကောင်းဘူးလေကွာအခုလည်းရမင်းကမျက်နှာသိပ်ကောင်းတာပေါ့ ငါလည်းရမင်းအကြံပေးတဲ့အတိုင်းငါတို့တစ်ဖွဲ့လုံးအသက်မခံအောင်ငါသူ့ကိုအလိုက်ထိုက်ကြည့်ပြီးဆက်ဆံနေရတာအဲ့တော့ရမင်းနားလဲနေတယ် မိမတွေဆိုတာနားလေရခက်တယ်လင်းထောခုပဲကြည့်လေအစတော့ပြင်မငါတို့တစ်ဖွဲ့လုံးကိုတတ်တော့မယ်လို့ဖြတ်တော့မယ်လို့နဲ့ဟွန်းခုလဲကြာ तू မပြောခဲ့သလိုဒါပဲလင်းတော့ငါတို့ဘယင်မကြည့်လို့လဲဆိုပေမဲ့ဟိုကောင်လက်ယုံကောင်ကြော်မိုးဆိုတဲ့ကောင်ငါတို့တိတ်ချင်တယ်ဟုတ်တယ်ညီလေးမင်းပြောတာမှန်တယ်ငါလည်းအဲ့ဒီကောင်ကြော်မိုးကိုလုံးဝကြည့်လို့မရဘူးအေးဟာနဲ့ဘယ်နည်းထိတ်တိုက်တွေ့အောင်မလဲတော့မသိဘူး ငါနားလဲပါတယ်ငါတို့အချိန်လေးကိုကြည့်ပြီးတော့ခဏလေးခဏဆက်ထွက်ကြမယ် ဟ
မယ်ဆိုလို့ရှိရင်လည်းမဆုံးခင်မှာကျမအမျိုးပုံအပိုင်းစာရေးပြီးဒီမှာနိုင်ငံကိုဆက်ခဲ့အဲ့ဒါတို့ဒီမှာမြက်ခဲ့တဲ့နေရာကိုရှာဖို့ဒါပေမဲ့ကျမအနေထားနဲ့ကြတော့လေမြန်မာနိုင်ငံဒေသနေရာတွေကိုမကျွမ်းကျင်ဘူးအဲ့ဒါကြောင့်ကျော်မိုးတို့လိုလူစိုးအဖွဲ့တွေကိုငှားပြီးတော့အခုလိုမျိုးလိုက်ရှာခဲ့တာဒီကြားထဲဥပန်းလိုင်းတို့လိုသစ္စာမရှိတဲ့လူတွေတွေ့ရောအားလုံးရှုပ်ထွေးကုန်တာ ဒါဆိုဘယ်မှရတနာတွေရပြီးသွားရင်နိုင်ငံချောင်းကိုပြန်မှာ ဟုတ်တယ်ကျမရန်နာရပြီးသွားရင်သစ္စာတော့နိုင်ငံသားတော့ပြန်မလို့ပဲဒါပေမဲ့လေဘဝဆိုတာပုံတေကားချက်တစ်ခုလိုရေးဆွဲလို့မှမရတာပြန်ကျမရဲ့ဖန်တီးမှုနောက်ကိုပဲရေးချက်ကြရုပ်တယ်လိုက်နေကြရတာလေကျမကတော့လေကျမရဲ့အနာဂတ်ကိုအရန်လှပတဲ့ပကြီးကားလေးတစ်ဖြစ်အသက်သွင်းပုံဖော်ခြင်းခဲ့တာအဲ့ဒီပကြီးကားရဲ့မှာရှင်လဲပါတာပေါ့ ဘယ်ရှင်မှပြောတဲ့ကံကြမ္မာဆိုတာကြိုပြီးစိတ်ကူးပုံဖော်လို့မှမရတာအခုချိန်မှာအကောင်းဆုံးကကျွန်တော်တို့ရဲ့ဒီခရီးစဉ်ကိုအောင်မြင်အောင်အဆုံးသတ်ဖို့ပဲပြီးမှဆန္ဒနဲ့စိတ်ကူးတွေကိုပုံဖော်ကြတာပေါ့ဟုတ်ပြီလား မင်းတို့ဘာလုပ်လဲတွားတော့လေလာတွားရ တို့ဘာဖြစ်လဲဆိုတာတော့ဘယ်လူတွေကိုမေးကြည့်တာကြောက်ဘာလဲကြောက် ဘာဖြစ်ရမလဲရှင်းလို့ပဲပါကျမကအဲ့ဒါကျိုးကြံစည်နေရလေတော်တယ်ရပါကျမတကယ်ချင်းရောက်လာလို့လို့ဆိုကျမဘာမတွေ့ရစမ်းပဲ ကျုံအများကြီးလည်းအဲ့လိုလုပ်တာကိုကောင်းတယ် ခမည်းသဘဲတွေကတော့ဒီလောက်အောက်တန်းကြတယ်ခမည်းလည်းဒီစိတ်ရှိပါဘူးခမည်းလည်းတနေ့တစ်ချိန်ချင်းကြရင်အခုလိုမျိုးအောက်တန်းကြတာ ဟဲ့မင်းမစကားပြောဟဲ့ကျုံမင်းကနေမကြည့်နဲ့ရဟဲ့ရေးမင်းလည်းစိတ်ရှောင်း ခမည်းလိုချင်တာကျိုးလို့စီရမြည်ပါအေးကျိုးတို့တငယ်ချင်းတွေကိုဒီတက်ပို့ပြီးစော်ကားလာမယ်ဆိုရင်တော့ကျိုးတို့တင်းကြီးခံ奥利，你也是兄弟。ကျုံခမည်းလူတွေတော့တခါနောက်တစ်ခါဆိုရင်တော့ခမည်းလေးကျုံထိတ်တယ်ငယ်နေလို့
သွားမယ်လား ဟဲ့ချောင်းကိုမင်းလည်းချက်တတိထားတော့ဟေးဒီထက်ပိုဆိုးလာမယ်ဆိုတော့ငါမင်းတို့ကောင်တွေကိုတီးရမှာမဟုတ်ဘူး ဟာဟော ခင်ဗျာပုံပေါ်ဖွဲ့ရရင်းချိုးရှင်ကောင်းပြီနေတော့ကခင်ဗျာညပူပါမ ငါပူပေါင်းနေပေါင်းမယ်မပေါင်းနေမပေါင်းနေ့ဒီကြောင်းအောင်ပါ ကျုပ်ကခင်ဗျာဝေပြီးဖွဲ့ပေးရ ငါရဲ့ဝေစုကိုခွဲပေးခြင်းလည်းပြီအကုန်လုံးပေးခြင်းဟုတ်ပါ你ငါ့ကိုဘာမှပြောပိုင်မရှိ你ကငါရဲ့အလုပ်သမားငါနဲ့ရဲ့အလုပ်ရှင်ချားတယ် လူတော်ဆိုတော့ခင်ဗျာခိုင်းတာကျုပ်တယ်ဒါနဲ့ရှေ့ဆက်ဘာဖြစ်လာ ဝေးပါစဉ်းစားနေရလေဗျာတင်းနေတော့ခုချိန်ဆိုငါတို့ရန်ကုန်ပြရောက်ပြီးကိုလုံနေကြရမှာခုတော့ကွာဒီတောကြီးတောင်ကြီးထဲမှာဘာမှမသိညာမှမသိနဲ့ငါတော့ဒူတော်တိုင်းတခုခုလှုပ်လိုက်ချင်ပြီကွာအဲ့တော့ကိုကြီးကဘာဖြစ်ချင်တာလဲမင်းနဲ့ငါနှစ်ယောက်ပေါင်းပြီးတော့ဒီကောင်လေးကိုရင်ဆိုင်ပြလိုက်ပြန်ကွာကိုင်းနဲ့ကျွန်တော်လည်းနှစ်ယောက်တည်းဖြစ်ပါမလားဗျာဟဲ့ဘာလို့မဖြစ်ရမှာလဲလာတော့ကလည်းမင်းနဲ့ငါနှစ်ယောက်တည်းမှမဟုတ်တာကိုရဒါတော့လည်းဒါပေါ့ဗျာဟဲ့ဒါတော့လုံးမနေနဲ့ဒီကိုလာတာပန်းမြေခီးထွက်ဖို့လာတာဒီရနာမြေပုံလေးရှာဖို့မဟုတ်ဘူးငါတို့ဒီနေရာလေးမှာတရက်လေးတော့မနေနိုင်တော့ဘူးကွာကောင်းပြီလေဒါဆိုလဲကျွန်တော်တို့ရမင်းတို့နဲ့တိုင်ပြီးတော့ဒီနေရာနဲ့အများဆုံးထွက်ပြေးကြအောင်ဗျာ你说，我包金的包里不对吧？တွေ့ပြီဒီကောင်လေးထွက်နေတယ် 啊，ထွက်တော့မပြေးတော့ပါဘူးကွာဒီကောင်လေးထွက်ပြေးမယ်ဆိုရင်လည်းငါတို့တခုခုပြောရမှာပေါ့ကွာ ကိုလည်းတို့ဘာဖြစ်နေကြရလဲ ကျွန်တော်တငယ်ချင်းပေါက်ကြီးနဲ့ပေါက်လေးပျောက်နေလို့ ပျောက်သွားလို့ဟုတ်လားဟိုသူတို့ထွက်ပြေးသွားကြရနေရလား ကျွန်တော်မသိပဲနဲ့တော့ဒီကောင်လေးမထွက်ပြေးတော့ဒီကောင်လေးတစ်ခုမှဖြစ်နေလားမသိကျွန်တော်လိုက်ရှာမှဖြစ်မယ်ဘယ်မှာကျွန်တော်ကူညီပါလား ဟုတ်ပြီဟိုဒါဆိုအခုပဲကျမနောက်ကလိုက်ခင်နော် ပေါက်ကြီးပေါက်လေးပေါက်ကြီးပေါက်လေး ဟဲ့လေးတို့လုံးလေးကွာဒါမလို့ဖြစ်လာတယ်လို့ဟုတ်ကြီး ပြီးမှဘာမှဖြစ်တာ ဒ
များပြောတော့ကြောက်တငယ်ချင်းတွေရဲ့အတက်ကိုတာဝန်ယူမယ်ဆိုဒီကိစ္စဘယ်လိုလုပ်မလဲ ဒီကိစ္စကိုကျွန်မမသိဘူး ခမည်းမသိလို့မရအောင်ခမည်းဒီကိစ္စကိုခမည်းတာဝန်ယူထားတာခမည်းကိုရှင်းမယ်ဒီကိစ္စကို ရှင်မင်းလုပ်ပြတာ မင်းတို့ဘူးတက်လာတယ်ဟေ့ရကောင်းပြောတယ်ဘာမှကြီးဘာဖြစ် ကိုကြောင့်မို့ရှင်သမီးနှစ်ယောက်နဲ့သူတို့နဲ့ပြဿနာဖြစ်ထားသေးတာ ကျုပ်နဲ့တော့ပြတ်တက်စင်ချောင်းရှိဒါပေမဲ့ဒီကောင်တွေတဲကအနေထိုင်မတက်ဘူးဆိုရင်ကျုပ်လူတွေတဲကတယောက်မဟုတ်တယောက်နဲ့တော့ပြတ်နာတက်မှာခင်ဗျားလည်းကျုပ်လူတွေအကြောင်းသိရလား ဘာလို့လဲဗျာကျုပ်တကယ်ကြီးနေအောင်ဘာဖြစ်စီတော့ခင်ဗျားတို့တက်လာလေကျုပ်ပေးရတယ်ပြောတယ်ဗျာ မင်းလူတွေကိုငါမတက်ဘူးလို့ပြောထားတယ်နားလေနော် ကဲပါရှင်ဖြစ်ပြီးတာလည်းဖြစ်ပြီးသွားပြီဆိုတော့အကောင်းဆုံးဖြစ်အောင်ပဲသူတို့စီစဉ်ပေးကြတာပေါ့နော်ကျွန်မနောက်ထပ်ရှစ်တငယ်ချင်းတွေလုံးဝအနေမဖြစ်စေရပါဘူးလို့ခရီးအထက်ထပ်ပေးပါရရှင်ဒီကိစ္စကိုလည်းတတ်တဲ့တရဖန်နေအမြန်ဆုံးပေါ်ပါအောင်ကျွန်မစူးစမ်းပေးပါမယ်နော်ကိုလင်းတို့ကျွန်မရှင်ကိုခရီးအထက်ထပ်ပေးပါရရှင်ဘာကြီးပြေတော့လာရကွာပေါ့လေအတေးကြီးဘယ်လိုတက်တာလဲဘယ်လိုလဲဘယ်လိုဒီအောင်ကပြတ်တယ်ကြာကြနေလားကြီးပဲကျော်လိုက်ကြတာကောကျော်ဘောကြီးကျော်လိုက်ကြတာကောဒီလိုကြောက်ပါလိုက်လား ပေါက်ကြီးနဲ့ပေါက်လေးသေးတဲ့ကိစ္စတော့လုံးဝမချင်တတ်ဘူး ဟုတ်တယ်ပေါက်ကြီးနဲ့ပေါက်လေးထွက်ပြေးလို့မြန်ဘေးမတတ်လိုက်တာလားမသိဘူး ဟာငါတို့ဘယ်မှမတတ်ဘူးလို့ပြောရတယ်မဟုတ်လား ငါတို့လည်းဆက်ချင်ကြရင်ပေါက်ကြီးနဲ့ပေါက်လေးလို့မျက်နှာဖြစ်လာတယ်။နောက်ဒီကြီးကိုဆက်မလိုက်ပဲအိမ်ပြန်ကြရင်ကောင်းမယ်ထင်တယ် ဟာဘေးမပြန်လို့ပါမလားဟာ ။ဟာနေရလဲပြန်မလို့တယ်လေဖတ်ပြေးရုံတော့ဟာ အပြည့်နဲ့ဆက်မှာပဲ ။ဟာငါတို့ထပ်ပြေးရတယ်တက်လိုက်မယ်လို့ဘယ်သူကပြောလို့လဲ ကဲတော်ကြပါတော့ဟာအရေးเจ้าဆိုဒီနေ့ကစကားများနေတော်ကြငါတို့ရဲ့အစီအစဉ်နောက်ကြပါငါတို့တကယ်လို့ထွက်ပြေးမယ်ဆိုလို့ရှိရင်ကွန်လင်းထုတ်ကိုတိုင်ပြုံးပါတိုင်မိမယ်လားပြောပါလေဟာအရေးเจ้าဆိုအဲ့ကောင်အနားမောက်ကဲငါလင်းထုတ်ကိုလိုက်ချလိုက် မိမိုင်းတော့ကြည့်ရ လေလေ ဘာဖြစ်တာရှင်မင်းသူတို့ဘာဖြစ်တာလဲလို့ ဘူးမသိဘူးတော်ရရှိနေအဲ့ဘူးအလားပဲတွေ့တာဟိုဘူးလို့ခေါ်နေတာ ဟုတ်တယ်อ่ะကိုကတန်ချလို့ငါတို့တို့ညအသိနေပြီဟာ ဟ
ငါတို့ဒီကနေတက်သွားကြရအောင်ငါတို့လည်းတက်ခဲ့ရရင်ဘယ်လိုလုပ်မလဲတက်သွားကြရအောင်နော်ပြေမကျမတို့တော့လေတို့တော့မတက်လိုက်ပါနဲ့နော်လင်းတို့တို့ဒီမှာမျိုးပေးလိုက်ပါတော့ငါတို့ဒီတိုင်းတက်သွားရအောင်နော်ဟာမင်းဘာရှောက်ပြောနေရလဲငါလို့စင်တော့မြေပေါ့လူမဟုတ်ဘူးသူတို့တက်တာလည်းငါမဟုတ်ဘူးတက်စရာအကြောင်းလည်းဘာမှမရှိဘူး နည်းနည်းတမန်နဲ့ဝေလည်းပူနေတာဝေပြအောင်နော်သူတို့ကြတာပေးလိုက်ပါလေ သမီးလေးရယ်သမီးလေးစိတ်မကောင်းဖြစ်ပါနဲ့နော်တီတောင်းမှန်ပါတယ်တီသမီးကိုတောင်းမှန်ပါတယ်သမီးရယ်သမီးရှေ့ဆက်ပြီးတော့လေအန်ဒီလုံးဝမဖြစ်စေရပါဘူးတီကတိပေးပါတယ်နော်သမီးနော်ရှင်ကျမလေးနောက်ဆုံးအချိန်လေးနောက်ဆုံးအိမ်နဲ့ဒီပြင်ကြည့်ပေးပါနော် စိတ်ချကျုပ်တမင်ကြီးတက်တက်အပေါ်ကျုပ်တမင်အားနေပြီဘယ်ရောက်လဲကြောက်အောင်ရှိလားဟဲ့ရတယ်လက်ချက်ဟဲ့ရတယ်မင်းဘာလုပ်နေလဲဟမ်ဟိုကောင်လေးထွက်ပြေးသွားပြီ ကျောင်းတို့ရှင်းလို့ဘာဖြစ်နေကြ ခင်ဗျားကောင်လေးထွက်ပြေးသွားပြီ ကိုလည်းချွတ်လို့ထပ်ပြေးသွားပြီ ဟုတ်တယ်ဟဲ့လိုက်ပဲနေတော့တက်ကောဟာတော့ဘာလို့ကြောက်ချင် ဟာကျမစကနာလာထုံးနေတယ်အခုသူတို့စီနေလိုက်မယ် တော့လား
ခဲ့တာ မြေပုံကဘလူးစီမှာရှိတာလေ ညီမလုံး ဟောမဟုတ်ပါဘူးငါသိချင်ဘူးတက် အော်ဟောလက်ဆက်တော့မင်းကငါ့ကိုမြေပုံရဖို့စီးဝင်လာဆင်းနေတာကိုဟဲ့ရမင်းမျက်လုံးတွေမယိုးသားအောင်တော့မင်းကောက်ကြည့်တော့မှဆိုငါသိတယ် ငါကောက်ချစ်တယ်ပဲထားပါအောင်ဟိုတနေ့ကမင်းတို့ညီကိုနှစ်ယောက်ထွက်ပြေးဖို့တိုင်နေနေတာငါကြားရတော့ ဟုတ်တယ်လေဘာဖြစ်လဲငါ့ညီကိုတယောက်ပြေးချင်ပြေးမယ်မပြေးချင်မပြေးဘူးကွာမင်းကိစ္စပါမဟုတ်လားမင်းကိုလုံးစမ်းပါ ပြန်ပေါက်ကြည့်ငါဒီဖွဲ့မှာကောင်းဆောင်အေးငါဖွဲ့တဲ့ကိုမင်းတို့ဝင်ချင်းတို့ဖတ်ချင်တို့ပြန်သွားကြတဲ့အတိုင်းပြန်သွားလို့မရဘူးနော်မင်းတို့ညီကိုနှစ်ယောက်ထွက်ပြေးမဲ့ကိစ္စငါဘေမောက်လီစေပြီးတော့ပြောလိုက်မယ်ဆိုရင်မင်းတို့နှစ်ကဘာဖြစ်သွားနိုင်လဲဆိုမင်းတို့သိလား မင်းကဒီလိုပြောလေကွာသွားပြောမင်းကလည်းဘီမစီကမြေပုံကိုအရိုက်ပိုင်ဖို့ကြံနေပါတယ်လို့မင်းလိုပဲမိမညာတော့ပလီပလဲတိုးပြီးကပြောရကွာဘို့သားမင်းဘာလုပ်ဟမ်ဟဲ့ရမင်းထက်ငါအုံနောက်ရှိတယ်ကွာ ဆုံးတော့ရှိပါဘာမှမပြောနေပါလေငါလေးကိုလေကိုကြီးအန်ချဲစွတ်တယ်နေတိရဒါမှကိုကြီးညောင်းလေးပေါ့
လား ဆိုရင်ဒီပေါ်ရှောက်လို့ ငါဘာလုပ်လို့လဲဟာ ဒီတငယ်ချင်းနဲ့တအုပ်တမကြီးနဲ့ဒီတော့တော့ဘာလာလို့တာ ငါအတားကြီးခိခတ်မဆိုလို့စီစဉ်လာတယ် ဟာငါတို့စီစဉ်တာအဲ့အမျိုးမဟုတ်ဘူးလေဘေးမရှိရမြေပုံရအောင်ယူပြီးတော့နေနဲ့ငါနဲ့ရဲနာလေးရှောင်းအောင်ပါလေအခုနေတငယ်ချင်းနဲ့တအုပ်တမကြီးနဲ့ဟာငါလို့ကိုနှောက်ရက်ဖြစ်အောင်အချိန်မကြမ်းကြမ်းကြအောင်နေလုပ်နေတာလား ပေါ်ပြောမိသားမလည်းဟာနေမဘေးမရှိမြေပုံရအောင်ငါတကယ်ချင်းနဲ့ဘာမှသိတာမဟုတ်ဘူးပြီးတော့နေနဲ့ငါလည်းမတော်တော့သိကြတယ် အဲ့ဒါငါဘာမှမသိအေးကျဲသည်မသေးခင်ခိုင်းထားတဲ့တော့ငါချေအောင်လုပ်အောင်ငါလုပ်နေတဲ့အလုပ်ကိုနှောက်ရက်လာပြီနေတငယ်ချင်းနဲ့တယောက်မှကအချိန်ဖမ်းမှာမဟုတ်တတ်ပြပါ ရှင်နေရှင်နေရှင်နေမရှင်းပြပြစေဦးဟာငါတို့ပြောတာလေကြားသားလားကြားတယ်你တက်တော့ရောက်လာတာပဲဘာလို့အောင်တကယ်ချင်းငါရှင်းပြတော့နားထောင်ပါဦးဟာ你တို့တကယ်ချင်းမျိုးငါပေါင်းနေလောက်ခဲ့မြန်ငါမှာပဲအခုတော့ငါတို့ကတကယ်ချင်းနေအောင်နေကြောက်တော့ခွာရကုန်ပြီဟုတ်ပါလားပြီးခဲ့တာလေငါအမလို့ပဲသဘောထားပေးပါဒါပေမဲ့လေအခုကိစ္စတော့ဘယ်သူမှမပြောပါနဲ့တကယ်ချင်းငါတောင်းပါပါလေအာနို့မဆောင်နိုင်ဘူးနေနေငါတောင်းပါပါလေဆွေးဆွေးရငါတောင်းပါပါတောင်းမှတရားပါဟာနို့你说讲那个，俺们讲会ပြောမှာပဲ။俺တောင်းပါပါလေ။讲ပါပါ။တောင်းတယ်ဘူး။တောင်းမနေရပါဟာ။နော်။တောင်းပါပါလေ။ဟိုင်း။ဘာလို့လဲကိုကြီး။ကိုကြီး။ဂျာရီပြေမရမင်းနဲ့ငါနဲ့မောင်နှမအေးရတနာရီကိုနေဖေတယောက်တည်းပိုက်တော့ငါတို့ဖေတဲ့ပိုက်နင်းဒီနေရာကိုရောက်လာအောင်လို့ငါတို့တွေနှစ်ချီလာများကြံစီပြီးတော့စောင့်စားခဲ့ရတာဒီနေ့ဒီကိစ္စကိုငါရှင်းရမယ်အဆုံးသတ်ရမယ်နေပဲပြေမငါဘာကောင်လဲဆိုတော့သိပြီဒီတော့ငါတို့ဖွဲ့ကိစ္စမှာမင်းတို့တွေကတဲကျဲဖြစ်သွားတယ်ငါစိတ်တော့အခုမင်းကလူပုံတယောက်ဖြစ်သွားတယ်လူပုံတယောက်ဖြစ်တဲ့အတွက်လူပုံရဲ့သွားရတယ်ငါပို့ပေးရ
ပြေးပါအချင်းတော်နဲ့သိခံရဲတယ်ကြိုက်တယ်နောက်တစ်ခါဆက်ဖို့ပေးမယ် လေအန်နီ ဘာလို့အခုလိုလုပ် ဒီမှာမြေပုံတစ်ချမ်းဒီမြေပုံနဲ့ကျန်နေရတနာရေကိုရှာပြီးယူလိုက်ပါတကယ်လို့ရှင်မယူဘူးဆိုလို့ရှိရင်လည်းနိုင်ငံတော်လှုပ်လိုက်ပါ စိတ်ချပါမယ်ဘယ်မှာဖြစ်စီခြင်းတဲ့အတိုင်းကိုကြိုးစားမိပါမယ် ကိုလင်းတို့ကျမလေးရှင်နဲ့ဆောင်တွေ့ခွင့်ရတာပဲကျင်းနေလာပါပြီရှင်ကျမတတိယပဲနော်ဒီမှာ အန်နီ ဒီမှာ